ဂျပန်ကိုအကျေးစနစ်နဲ့လည်းသွားခြင်းနဲ့ကျောင်းတက်နေရင်းနဲ့လည်းအလုပ်လုပ်ချင်တဲ့သူတွေအတွက် Kaigo Scholarship အကြောင်းကိုစာကူရာမန္တလေးကျောင်းခွဲတွင်အသေးစိတ်စုံစမ်းနိုင်ပါပြီရှင်။မန္တလေးကျောင်းခွဲအပြင်ရန်ကုန်တောင်ကြီးပခုတ်ကူနဲ့မော်လမြိုင်မြို့တွေမှာလည်းတက်ရောက်နိုင်တယ်လို့ online ကနေရောတက်ရောက်နိုင်ပါပြီရှင်။ Kaigo Scholarship နဲ့သွားခြင်းနဲ့ဆိုရင်အဓိကသိထားတဲ့အချက်၃ချက်ရှိပါတယ်။ပထမတစ်အချက်ကတော့ဂျပန်စာရေးချင်းကန့်သက်ပါစာကူရာကျောင်းမှာဆိုရင်ဂျပန်စာအောင်လက်မှတ်မလိုပဲ N4 level ဒီတင်ယူထားပြီးတဲ့သူတိုင်းရရှိနိုင်တဲ့အပြင် N4 pass နဲ့ N3 pass သမားတွေအတွက်လည်းခွင့်လန်းကောင်းများရရှိထားပါတယ်ရှင်။ဒုတိယအချက်ကတော့ဂျပန်မှာကျောင်းတက်ရမယ့်ကာလနဲ့ပြန်ပြီးအလုပ်လုပ်ပေးရမယ့်ကာလပါ။ပုံမှန်အားဖြင့်2နှစ်ကျောင်းတက်3နှစ်ပြန်ပြီးအလုပ်လုပ်ပေးရတာရှိတယ်လို့3နှစ်ကျောင်းတက်5နှစ်ပြန်ပြီးအလုပ်လုပ်ပေးရတာလည်းရှိပါတယ်ရှင်။ဒါကြောင့်မိမိရဲ့ဂျပန်စာအရေးချင်းနဲ့ scholarship အမျိုးအစားပေါ်မူတည်တာကြောင့်မရွေးချယ်ခင်မှာတေချာလေးစဉ်းစားသင့်ပါတယ်ရှင်။နောက်ဆုံးအချက်ကတော့ကုန်ကျစရိတ်ပါ။ဒီနေရာမှာလည်းဂျပန်စာအောင်လက်မှတ်ရှိခြင်းမရှိခြင်း level မြင့်ခြင်းမမြင့်ခြင်းနဲ့လည်းသတ်မှတ်တာကြောင့်ကိုကသူများရဲ့တက်ကုန်ကျစရိတ်သက်သာခြင်းနဲ့အခွင့်အလမ်းပိုကောင်းခြင်းနဲ့ဆိုရင်တော့စာကူရာမန္တလေးကျောင်းခွဲတွင်ဂျပန်စာကိုစ조사တင်လိုက်ပါရှင်။မန္တလေးကျောင်းခွဲရဲ့လိပ်စာကတော့69A 3839ကျောင်းမှာတည်ရှိတာဖြစ်တာကြောင့်နေကလက်သက်ခြင်းတဲ့သူတွေအတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်မျိုးစီစဉ်ပေးပါတယ်။စာကူရာကျောင်းရဲ့ရည်မှန်းချက်မှာဂျပန်စာရေးချင်းပြီးပြီးတော့ကျောင်းသူကျောင်းသားများကိုမွေးထုတ်ပေးပြီးတော့အချိန်တိုအတွင်းအခွင့်အလမ်းကောင်းများရရှိနိုင်စေရန်အကြံပေးနိုင်ရင်ပဲဖြစ်ပါရဲ့ရှင်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။